လိုက်တာကြည်လဲနာမသိရင်အောက်ကကြွေပြားအပြာလေးတွေခင်းပြီးတော့ပြားနေတယ်လို့လေလာတာဟဲ့ဟိုဘလူတောင်ပြားနေရသူကရေရှင်လားဟိုသူအဲ့နီအောင်ပေါ်ရင်16ကိုတစ်ချက်တို့လိုက် မနစ်ဆိုပြီးပေါ်လာအောင် အေး16ကိုတို့လိုက် ဟုတ်လား တို့လိုက်ပြန်ရောက်သွားအေးရောက်သူက2မိနစ်ရိုက်ချင်တာလား4မိနစ်ရိုက်ချင်တာလားသူက remind လုပ်ပေးတယ်တော့ဘယ်လိုတော့မလား တပေါ်ရအောင် အေးရိုက်မယ်ပြီးတော့မှာဒါမဲ့ဒီနားကနေမပေါ်ဘူးလား ဒီကဲမှတော်တော်လာ အေး ကပါစေးမှလည်းမထသူဒီဇိုင်းမဲ့သူတဘာဝပြအောင်လို့ရေးရ ငါးတွေပါတည်းရှိလား ရှိရပြအရင်တော့တွေ့ရငါလေးအောက်တွေထဲမှာတွားနေကြခုကမတွေ့တော့ ဒါတော့ဟိုဘက်မှာအမိုက်လို့နော်ဟိုဒိုက်လို့မျိုးဟိုဘက်ပါတစ်ရွက်တွေဒိုက်တွေလား ရ ဟိုဘက်မှာလေဟိုဘက်မှာတစ်ရွက်တွေကျွေးထားတာအမိုက်တွေဒါရေရှင်လားလို့ ရေးတည်ပြတာ ဒါရေသေးနော် ဟုတ် ရေသေးဆိုတချို့ရအနံ့ရှိရလေခုကမရှိဘူးနော် ဟုတ် ရေသေးဆိုလေရေရလေညှိညံ့လို့မျိုးရှိရလေ ဟုတ်တယ် သူ့မှာမရှိဘူး ဒီမှာမရှိဘူး နော်သဘောကျစရာကြီး ဒီကတော့အနိုင်ကြီး အကုန်လုံးရင်းနေရကောင်းကင်နဲ့သူနဲ့တရောင်နဲ့ပဲအပြာ तू ကတော့ပူပြသေးတယ် तू ကစိမ့်ပြ